ChatGPT မှာကိုယ့်ရဲ့ဓာတ်ပုံကိုဒီလိုမျိုးပြောင်းလဲသွားအောင်ဘယ်လိုမျိုးပြုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးကိုဒီနေ့မိတ်ဆွေတို့ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဓာတ်ပုံကိုဒီလိုမျိုးကြည်ကြည်လင်းလင်းရှင်းရှင်းလင်းလင်းနဲ့ 4K နဲ့ထွက်လာမှာပဲဖြစ်ပါတယ်ပေါ့နော်။ကျွန်တော်တို့ဒီဓာတ်ပုံကိုကိုယ့်ရဲ့ profile ဓာတ်ပုံမှာပဲထားတာကျွန်တော်တို့လုံးဝကိုအဆင်ပြေရပေါ့နော်။ကဲဒါဆိုရင်ဒီလိုမျိုးပုံထွက်လာအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကျွန်တော်နဲ့တူဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်ပေါ့နော်။ ChatGPT software လေးတွေကိုဝင်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီနေရာမှာပုံထုတ်ခိုင်းမှာဖြစ်တဲ့အတွက်ဒီအောက်ကဓာတ်ပုံဖိုင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဘောကဖိုင်လေးကိုနှိပ်မယ်ပြီးရင်ဒီတွေကကိုထုံးမယ်ကိုယ့်ရဲ့ပုံတစ်ပုံရွေးပေးလိုက်မယ်ပြီးရင်အောက်က down နှိပ်မယ်ဒီနေရာမှာပုံရောက်လာပြီဆိုရင်ကျွန်တော်အခုထည့်ပေးမယ့်စာလေးကိုထည့်ပေးလိုက်မယ်ဒီစာလေးကိုကျွန်တော်ဗီဒီယိုရဲ့ comment အောက်မှာထည့်ပေးထားမယ်ပေါ့နော်သွားပြီး copy ကူးယူလို့ရတယ်ပေါ့နော်ကဲဒီလိုထည့်ပြီးသွားရင်ဒီအောက်ကဒီမြားလေးကိုနှိပ်မယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ပုံပို့လိုက်တာနဲ့ကျွန်တော်တို့ဒီလိုပေါ်လာပြီပဲဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်လုံးဝကြည်ကြည်လင်းလင်းရှင်းရှင်းလင်းလင်းနဲ့ကိုယ့်ရဲ့ပုံက 4K နဲ့ထွက်လာမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့အကျိုးရှိပြီးအသုံးတက်မယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ